လေကွဲညက်နီးမေးထားတဲ့ညီကိုတွေအတွက်ပေါ့နော်ကျွန်တော်လေကွဲညက်နီးလေးမျှဝေလိုက်ပါတယ်နော်ကျွန်တော်ရှီ45ဒီဂရီနဲ့ကိုလိုချင်တဲ့အနေမြင့်ကိုလိုချင်တဲ့အရှိအနေထားကိုကျွန်တော်တို့ကဆွဲပြီးတော့တီးပေးရမှာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအလဲပြန်ခွဲလိုက်မယ်ဂိုင်းဒါဆိုရင်တော့ကျွန်တော်တို့ guideline နှစ်ခုလုံးရသွားပြီနော်ဘယ် guideline ရောညာ guideline ရသွားပြီအဲ့ဒီအချိန်မှာကိုယူအားတန်တဲ့အရှမ်းကိုအရင်စပြီးတော့ဘယ်ရှမ်းစညက်ညက်ရပါတယ်ခင်ဗျအဲ့ဒီ guideline လေးနဲ့ပဲကျွန်တော်တို့90ဒီဂရီစဆွဲပြီးတော့ညှက်မှာခင်ဗျပတ်ရှာလဲပေါ့နော်ဘယ်ရှမ်းညာချမ်း90ဒီဂရီပတ်ရှာလဲဆွဲညှက်မယ်ခင်ဗျကျွန်တော်တို့ညတဲ့ရှိမှာကျွန်တော်ကတင်အငယ်သုံးထားတော့ကတင်အငယ်ကတော့90ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ရှမ်းနေရလဲရှေ့ရှမ်းနဲ့ညှက်ခဲ့တဲ့ guideline အတန်းလေးပဲ90ဒီဂရီဆွဲညှက်မှာဖြစ်ပါတယ်ကျွန်တော်တို့ပတ်ရှာလဲဒါကတော့ကျွန်တော်တို့ကဆနာ90ဒီဂရီဆွဲညက်ခဲ့တဲ့ဥစ္စာကို135ဒီဂရီထက်ညက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ135ဒီဂရီညက်တဲ့ချိန်ညရင်90ရဲ့ guideline အပေါ်မှာပိုထွက်နေတဲ့ဟာကိုပဲညက်ရမှာခင်ဗျာကျွန်တော်အတူဆုံး guideline နဲ့စညက်လိုက်ပြီဆိုရင်ကျွန်တော်တို့က45ဒီဂရီညက်ထားတဲ့အတူတူဖြစ်သွားမှာပဲမို့လို့ကျွန်တော်တို့အပေါ်မှာပုံနေတဲ့အဆုံးလေးပဲညှိပေးမှာပေါ့နော်ဒါကတော့ကျွန်တော်နှစ်ဖက်လုံးရဲ့အကွာဝေးကိုညီကျင်လို့ပဲဟိုဘက်တဲ့ဘဲညာအရှမ်းကိုအတူရှည်ညီကျင်လို့ကျွန်တော်ကတော့180ထောင်ပြီးတော့အနေနဲ့ guideline လေးညှိလိုက်တဲ့သဘောလေးပါခင်ဗျာဒါကတော့ကျွန်တော် final result လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြီးသွားပါပြီဒါဆိုညီကိုတို့လိုက်ပြီးညှက်ကြည့်ကြပါလွယ်ကူပါလိမ့်မယ်နော်ကျေးဇူးအများကြီးတင်ပါနောက်တဲ့ဗီဒီယိုမှာလည်းတွေ့ဆုံကြပါမယ်ဘိုင်ဘိုင်